ရတယ်ဟာချင်းဆိုမှာဆိုလေမင်းအဲ့လိုတော့တိတ်တက်ကမင်းကိုစောက်ကူဆိုင်တော့မှာပဲအခုပါပြောလေမင်းတို့ကဒန်စာကောင်းတယ်ဆိုပြီးပြောလို့ကျွန်တော်ပတ်ဖို့မလို့ခေါင်းဆောင်အေးဒီခေါင်းဆောင်ကြီးပါလောက်ပဲဒါကျွန်တော်ခလေးတွေမပါသေးဘူးခလေးတွေနဲ့တူတူ3ယောက်ဆွဲပေးမယ်ပြန်ဆိုလိုက်ရတယ်အရှိအောင်မတက်နဲ့နောက်ပါလေဟာဒီနောက်မှာရပြီအကောအဒီရှိမှဆိုပေါ်အောင်နောက်ပါပဲဟေးဟုတ်ကဲ့ကျေးဇူးပါဟာကောင်ကြီးပတ်စံတသိန်းခေါ်ပါလို့ပြောနေဟလားတချင်းဆိုမှာကအေးဆိုလေနောက်ကမင်းတို့တရုတ်ပြည့်နေပြီအခုတော့နောက်မှနေဆိုရှေ့သုံးမလားလဲဆိုတီတီ